မင်းများရဲ့ဘိန်းလေးတော့ရောက်ပြီလုံးဝ license လေးတွေပါမယ် model အမြင့်လေးတွေဖြစ်မယ်ဗျာနော်ဒါ2020ကိုမှ17လထွက်တယ် Honda CBR 900 အားလေးပါဗျာနော်လုံးဝ original ပစ္စည်းအကုန်စုံပါမယ်ကီလိုဆိုလို့ရှိရင်1000ခန်းလေးပဲရှိသေးတယ် original ကတ်တော့တစ်ချောင်းနဲ့ဖြစ်မယ်ဗျာနော်ရုပ်ထွက်ပိုင်းရောအင်ဂျင်ရုံးဆက်ပိုင်းမှာအောင်ပါနော်လုံးဝဘာမှဆိုဘာမှပြောကြမလို့တဲ့ဘိန်းလေးတည်ပဲဖြစ်ပါတယ် Honda CBR 900 အားလေးပါ license လေးပါပါတယ်ဗျာနော် ARV license တက်တန်းအစ်စ်လေးနဲ့ရမယ်ကျွန်တော်တက်တန်းလေးတိုးဝင်မယ်ဗျာနော် original ပစ္စည်းအကုန်စုံပါတယ်ရုပ်ထွက်ပိုင်းမှာနော်လုံးဝ share လေးဗျာနော်ဒါလုံးဝ really ဆန်သွားမယ်ဒါပြီးသွားလို့ရှိရင်ကျွန်တော်တို့ပေါ့ပေါ့ပါနဲ့စီးလို့လည်းကောင်းတယ်အရန်လည်းမကုန်းရတယ်မှလည်းမပါဘူးဗျာနော်ကျွန်တော်တို့ဒီရှေ့အဖောက် net တွေအစားအလိပ်ပြုလုံးဝမရှိဘူးတာယာလေးဆိုလို့ရှိရင်လည်းရှေ့နောက် original တာယာအတိတ်ကအစားမှောင်မယ်တာယာပြည့်ဦးမယ်ဗျာနော်မိကွက်တွေအကွဲပြဲနာစာလွတ်မယ်ကာလာလေးတွေကောင်နှက်6လေးပါဗျာနော်နှက်6လေးနဲ့ဒါစတီကာအနီလေးနဲ့ဖောက်ထားပြီးတဲ့ကာလာလေး sport cut တွေပါတယ် original sport cut တွေပဲရှိဦးမယ်ဗျာနော်အင်ဂျင်ပိုင်းကတော့နော်ဒီဘိန်းကြောအနေထားနေရတော့ဒါကျွန်တော်ဆိုင်ရနေပြီးတော့လေတရားကတော့အာမခံပေးတယ် original အစောလေးနဲ့ပြည့်မယ်အနောက် original တာယာအတိတ်ကအစားမှောင်မယ်original ဘဲမီလေးလည်းပါမယ်ဗျာနော်နံပါတ်ပြအစားခန်းချနာနံပါတ်ပြအမှန်လေးနဲ့ဖြစ်မယ်ဗျာနော် license ကတော့ကျွန်တော်တို့တက်တန်တိုးပေးပါမယ် license တက်တန်အစ်စ်နဲ့ရမယ်ဗျာနော်ညီကောင်မစိများ original တော့တစ်ချောင်းပါတယ်ဒီကောင်ရောင်းချပေးမယ်စီနှုန်းတွေက380အပေါ်မှာကိုတွေရောင်းချပေးမယ် model 2020အပေါ်မှာ17လထွက်ပါတယ်ညီကိုတွေအနေနဲ့ကျိုင်းနေသက်လို့အားပေးနေတယ်ဆိုရင်ကျွန်တော်တို့ဆိုင်လိပ်စာလေးကပဲခူးမျိုးလွတ်တရုံရှိအတောင်နှစ်လမ်းထဲမှာရှိပါတယ်စေရန်ချအရောက်ကြံငွေရှင်စနစ်လေးလည်းရှိပါတယ်ဗျာနော်ဖုန်းနံပါတ်တွေကတော့39ခုခု816163 39ခု981614 39ခု66364646တိုင်းနဲ့တက်ရဖုန်းနံပါတ်ကနေပြီးတော့အသေးစိတ်ကိုဗီဒီယိုကြည့်ရှုပြီးတော့ဝယ်အားပေးလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျ